မင်္ဂလာပါ enemy regard စီစဉ်လေးကနေပြီးတော့ကြိုဆိုလိုက်ပါတယ်။ကဲဒီနေ့ဗီဒီယိုလေးမှာတော့ Swallow Star ရဲ့အပိုင်း9လေးကိုကြည့်ရှုသွားမှာပဲဖြစ်ပါတယ်။ဒါနဲ့ဗီဒီယိုလေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe လုပ်သားပြီးတော့ဘေးနားခေါင်းလောင်းမုံလေးကိုနှိပ်သားဖို့လည်းတောင်းဆိုချင်ပါတယ်။ငကားကလီယိုဖုန်းကိုတိုက်ခိုက်ပြီးသူ့ကိုဝေယံလိုက်တာကြောင့်သူကတိုင်းနေအပ်နေတဲ့အဆောက်အုံပေါ်ကိုပြုတ်ကျသွားပါတယ်။လီယိုဖုန်းကအတိုင်းနေကိုဖျက်ဆီးလိုက်ပြီးတော့အဆောက်အုံပိုသေးတဲ့ဘလူးအုပ်စုပေါ်ကိုပြုတ်ကျသွားပါတယ်။ငကားကသူ့ကိုဆက်လက်တိုက်ခိုက်နေပေမဲ့အချိန်တိုင်းလွှဲချော်နေပြီးတော့လည်းမလျှော့ပါဘူး။သူလိုက်မလာအောင်ရှောင်ကြဖို့တခုတည်းသောနီလန်ကတိမ်နေတဲ့ကိုပြန်တက်သွားဖို့သူဆုံးဖြတ်လိုက်ပါတယ်။လီယိုဖုန်းက CT003 ရဲ့ကောင်းကင်ယံမှာဘလူးတွေအပြည့်ရှိနေတာကိုမရောက်သွားပြီးတော့တရဝါကြီး9ကောင်ကသူ့ကိုတိုက်ခိုက်ပါတယ်။သူတို့ကလိုက်လာတာကြောင့်သူအလင်းမြန်ပြန်ဆင်းလာပြီးတော့အချိန်ကိုက်မှန်အောင်လုပ်လိုက်တဲ့အခါမှာတော့ငကားကခုံလုံးလိုက်တာနဲ့သူ့ကိုလွှဲချော်ပြီးသူအနောက်ကလိုက်လာတဲ့ပြန်တန်းနေတဲ့ဘလူးတွေကိုအလဲထိုးလိုက်ပါတယ်။တန်နဂါကသူ့ကိုဆက်လက်လိုက်လံနေပြီးတော့အစားအုံတွေကြားထဲကနေပြေးသွားရင်တန်နဂါကတိုက်ရိုက်ဖြိုပြစ်နိုင်တာကြောင့်အဲ့ဒီအထက်မှာပုံကောင်းလို့မရဘူးဆိုတာကိုခက်ခက်ခဲခဲနားလဲလိုက်ပါတယ်။တန်နဂါဝင်လို့မရတဲ့မြေရောက်ရထားလိုင်ကောင်းတွေကိုအသုံးပြုပြီးတော့ထွက်ပြေးဖို့လီယိုဖုန်းဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့စစ်တပ်ပြနှစ်ပါးဥကိုခိုးယူသွားတဲ့လိုဝက်ဆန်းကျတဲ့သခင်အကြောင်းဆွေးနွေးကြပြီးတော့အဲ့ဒီသူကစစ်တပ်ပြတစ်ပါးလောက်အစွမ်းထားရမယ်လို့ပြောကြပါတယ်။လီယိုဖုန်းကဥမိန်တွေကနေပြီးတော့ဘေးကင်းသာထလာခဲ့ပေမဲ့ဖော်လီနဲ့မျိုးနယ်စုနဲ့ဟူရာအဖွဲ့တို့ရှိနေတဲ့နေရာကိုရောက်သွားပါတယ်။သူတို့ကသူ့ကိုတိုက်ခိုက်ဖို့ပြင်ဆင်ကြပြီးတော့သူကသူ့ရန်ညိုကသူတို့နဲ့ဘယ်တော့မှမသက်ဆိုင်ခဲ့တာကြောင့်ပေါ်လီနဲ့မျိုးနယ်စုကိုဝင်မပါဖို့တောင်းဆိုပါတယ်။ပေါ်လီနဲ့မျိုးနယ်စုရဲ့လူငယ်သခင်ကလီယိုဖုန်းနဲ့အရင်တော့တိုက်ခိုက်ခဲ့ချိန်မှာသူ့ကိုရှက်ရွားစေခဲ့ပြီးတော့ဒါကခွင့်မလွှတ်နိုင်ဘူးလို့ပြောပါတယ်။သူကလီယိုဖုန်းလိုမျိုးအရေးချင်းရှိတဲ့လူငယ်စစ်တီတော်တွေရဲ့ဦးကောင်းခွန်တွေကိုစတောင်းရတာကိုကြိုက်ကြောင်းဘာလို့လဲဆိုတော့သူတက်ပို့တော်တဲ့လူတွေကိုမုန်းလို့ဖြစ်ကြောင်းဝန်ခံပါတယ်။လီဝေကလည်းငကားကစစ်တပ်ဖျားတွေနဲ့တိုက်ခိုက်နေချိန်မှာတော့လီယိုဖုန်းကငကားရဲ့နာကိုခိုးယူခဲ့တာဖြစ်ရမယ်လို့ကောက်ချက်ချပါတယ်။လီယိုဖုန်းကအဲ့ဒါငကားအုပ်ဖြစ်ကြောင်းဝန်ခံလိုက်တော့ဟူရာအဖွဲရဲ့ကောင်းဆောင်ကသူ့ကိုတက်ပြီးခွဲဝေယူတဲ့နယ်လို့ပြောပါတယ်။လီယိုဖုန်းကလီဝေကိုတိုက်ခိုက်ရင်ငကားဦးကိုလေထဲကိုပြစ်တင်လိုက်ပြီးတော့ဟူရာအဖွဲကဖမ်းမိသွားပါတယ်။ဒါပေမဲ့ကာရန်ကသူ့အတွက်ဦးကိုယူဖို့ဓာတ်နဲ့ထိုးလိုက်ပါတယ်။လီဝေကအိတ်ထဲမှာဝတ်ထားတဲ့ flying blade တွေကိုအသုံးပြုပြီးတော့ကာရန်ကိုတတ်လိုက်ပြီးတော့သူကအိတ်ကိုဖွင့်လိုက်ပါတယ်။လီဝေကလီယိုဖုန်းကိုစတင်ထိုးကြိတ်ပါတော့တယ်။လီယိုဖုန်းကသူ့ရဲ့ flying blade တွေကိုအသုံးပြုလိုက်တဲ့အခါသူ့ကိုဖမ်းမိပြီလို့ထင်ခဲ့ပေမဲ့လီဝေကလေထဲကနေဖမ်းလိုက်ပါတယ်။ဖမ်းမိထားတဲ့ဓာတ်တွေကြောင့်အာယုံပြက်လက်နေတော့မှလီယိုဖုန်းကအစောပိုင်းကတိုက်ခိုက်ခဲ့တဲ့ဓာတ်တွေကိုအသုံးပြုပြီးသူ့ကိုသူဝိညာဉ်သခင်ဖြစ်ကြောင်းဖော်ထုတ်လိုက်ကလီဝေကိုတတ်လိုက်ပါတယ်။သူကပေါ်လီနိုင်မျိုးနယ်စုရဲ့လူငယ်သခင်ကိုတကယ်တမ်းမတိုက်ခိုက်ခဲ့တာကြောင့်သူ့ကိုချမ်းသာပေးမယ်လို့ပြောပါတယ်။ဒါပေမဲ့လူငယ်သခင်ကဒေါသတကြီးနဲ့သူ့သားလေးညံကြီးချင်းဖြစ်ပြီးတော့လီယိုဖုန်းမဟုတ်ကြောင်းပြောကတိုက်ခိုက်ပါတယ်။လီယိုဖုန်းကပြန်တန်းနေတဲ့ဓာတ်နဲ့သူ့ခြေထောက်ကိုအလွယ်တကူဖျက်လိုက်ပြီးထွက်သွားပါတယ်။တိုက်ပွဲတန်တွေကိုဘလူးတွေကြားနေရလိမ့်မယ်လို့သတိပေးပြီးသူထွက်သားတဲ့အခါမှာတော့ချင်းသေးဘလူးတီကောင်ကလူငယ်သခင်ရဲ့နောက်ဘက်မှာပေါ်လာပါတယ်။ဗီဒီယိုလေးကိုရှင်းသက်မသွားခင်မှာကြော်ညာလေးတစ်ခုလောက်ဝင်ကြပါတယ်။အဲ့ဒါကကျွန်တော်ရဲ့ဒီ Telegram Channel လေးကနေပြီးတော့ Movie Recap နဲ့ Anime Recap တွေကိုတင်ဆက်ပေးသွားမယ့်အပြင်ဟိုမှာ One Punch Man Anime Series ရဲ့မြန်မာစာတမ်းတို့ကိုလည်းလာရောက်ကြည့်ရှုလို့ရပါတယ်။တကယ်ချင်းတို့အနေနဲ့စိတ်ဝင်စားရဲဆိုရင်တော့ကျွန်တော်ရဲ့ဒီ description နဲ့ comment မှာ link ချပေးထားပါမယ်။ Okay ဗီဒီယိုလေးကိုဆက်သွားလိုက်ကြအောင်။ပေါ်လီရဲ့မျိုးနယ်စုရဲ့အကြီးအကဲကသူ့သားရဲ့တက်တော်ဆောင်တွေတည်ဆုံးနေပြီဖြစ်ကြောင်းအကြောင်းကြားသာရရှိပြီးအနီးနားကစစ်နယ်ဖျားတစ်ပါးကိုကိုညီပေးဖို့အသေးအံအမိန်ပေးပါတယ်။ဒါပေမဲ့ရှာဖွေနေတဲ့သူကသူ့ကိုပြောတာကတော့ဘယ်သူမှမရှိဘူးလို့ဆိုပါတယ်။နတ်ဖျားနန်းတော်ရဲ့ database ကိုခွင့်ပြုချက်မရှိဘဲရှာလို့မရဘူးလို့သူကပြောပါတယ်။အဲ့ဒီအခါမှာပေါ်လီနိုင်မျိုးနယ်စုရဲ့တားမိဖြစ်သူနီနာပေါ်လီနက်စ်ကအလင်းမြန်ပြေးဝင်လာပြီးတော့ခွင့်ပြုချက်ပေးလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲလီယိုဖုန်းကသူတက်ခဲ့တဲ့တခြားစစ်တီတော်တွေကိုအကြမ်းဖက်မဟုတ်ပဲကိုကာကွယ်ရင်တက်ခဲ့တာကိုတက်တည်ပြကြရမရှိဘူးလို့တွေးနေရင်ပြေးနေတာကိုမြင်ရပါတယ်။ငကားတွေကိုလိုက်လံနေတဲ့စစ်တပ်ပြနှစ်ပါးပေါ်လီနိုင်မျိုးနယ်စုရဲ့အကြီးအကဲနဲ့သူသမီးတို့နဲ့တွေ့ဆုံကြပါတယ်။သူတို့သားကိုဘလူးတွေကတက်ခဲ့ပေမဲ့တခြားစစ်တီတော်တွေကိုဝိညာဉ်သခင်တအူးကတက်ခဲ့တာဖြစ်တယ်လို့သူတို့ကပြောပါတယ်။အဲ့ဒီနေရာကိုမူကင်းစေးပညာစစ်သေးမှုပြုလုပ်ပြီးစစ်တပ်ပြတစ်ပါးကအစွမ်းထက်တဲ့ဝိညာဉ်သခင်ကသူတို့ရဲ့ခွန်အားကိုတမင်တကာဖုံးဝယ်ထားပြီးအစင်းနှိမ့်တဲ့သူဖြစ်တယ်လို့ဆုံးဖြတ်လိုက်ပါတယ်။နီနာပေါ်လီနက်ကလူသားသမားကိုသူတို့စီခေါ်လာပေးနိုင်သူဘယ်သူကိုမဆိုဒေါ်လာဘီလီယံ100စုကြမယ်လို့ကြေညာလိုက်ပါတယ်။အဲ့ဒီသူကသူ့မိသားစုနဲ့တငယ်ချင်းတွေကိုပြောပြပြီးသူတို့တဲ့ကတယောက်ယောက်ကလာရောက်အနံ့လဲရလိမ့်မယ်လို့မျှော်လင့်ပါတယ်။စုချင်းငွေဘယ်လောက်များလဲဆိုတာကိုအမျိုးမျိုးသောအဖွဲ့ဝင်တွေအံ့ဩနေကြရင်ဒီသတင်းကပြန်နှံသွားပါတယ်။တစ်ချိန်တည်းမှာပဲလီယိုဖုန်းက CT003 တဲ့ကအဆောက်အုံတစ်ခုအတွင်းမှာသူ့တန်ညာတွေကိုကူးတာနေပြီးမုံတိုင်းတစ်ခုကတိုက်ခတ်နေပါတယ်။သူတက်ခဲ့တဲ့ပေါ်လီနိုင်မျိုးနဲ့သူဝင်နေရဲ့အိမ်မက်ဆိုးတွေကိုသူမှတ်နေပါတယ်။သူနိုးလာပြီးတဲ့နောက်မှာတော့ covering ကောင်းမုတ်စီကဖုန်းခေါ်တော်မူရရှိပါတယ်။သူ့ဘက်မှာလည်းဘာလို့ပြန်လာဖို့ဒီလောက်အချိန်ယူနေရတာလဲလို့မေးပါတယ်။အစားမှာတော့သူ့ရည်ရွယ်ချက်တွေကိုတန်မြောင်းဝင်နေတဲ့လီယိုဖုန်းကစိတ်လှုပ်ရှားသွားပေမဲ့ covering ကောင်းမုတ်က Fire Hammer တင်းရဲ့အဖွဲ့ဝင်တွေကသူ့ရဲ့ညီကောင်များဖြစ်ကြောင်းသတိပေးပြီးသူ့ကိုစိတ်ရေးစေပါတယ်။သူကကျိုးရှင်းကိုဖုန်းခေါ်ပြီးတယောက်တည်းမစ်ရှင်ထွက်နေကြောင်းစိတ်သက်သာနေကြောင်းပြောပြပါတယ်။သူတို့ကသူ့အကြောင်းအနှဲငယ်စကားပြောကြပြီးလီယိုဖုန်းကသူ့ကိုသူလူသတ်မှုနဲ့ဆွဆွဲခံရရင်တော့ဒီလိုစကားပြောနိုင်တော့မှာမဟုတ်ဘူးလို့စိတ်ထဲကနေတွေးလိုက်ပါတယ်။သူကနမင်းသားတိုင်း6ချက်စိုင်းတွေကိုကျွဲဘလူးအုပ်စုခုပေါ်မှာလေ့ကျင့်နေပြီးတော့သူကအများကြီးတိုးတက်လာပြီဆိုတာကိုတွေးရှိပါတယ်
နောက်တစ်နေ့မှာတော့အိမ်ကိုပြန်လာပြီးအစင်၄သိန်းမှာအစီအစဉ်ကိုစတင်ပါတယ်အစင်တဲ့ဖြစ်ပျက်ခဲ့တာတွေကိုဘယ်သူမှမပြောပြဘူးအစင်နဲ့တန်တရားမဝင်အောင်သူစစ်ကြောအစင်ကိုပြင်းတင်မှုနဲ့အကြီးတန်းစစ်တီတော်စုချင်းငွေကိုရယူဖို့အစင်တော့ပုံမအစမ်းတက်လာစေဖို့နာမည်သားတိုင်း6ချက်ရဲ့အတွဲလေးကိုဝယ်ယူဖို့အစင်လေတန်တကားဥကိုသူမထုတ်ပေါ်ပဲအဖွဲ့အစည်းတစ်ခုကိုဖေးရဖို့နီလန်းရှာဖွေဖို့သူကမောင်ကိုဈေးကွက်ကတစ်စင်အခြားတစ်ယောက်ကိုပို့ပေးခိုင်းဖို့သဘောတူညီမှုရယူလိုက်ပါတယ်သူထုတ်ခွာသွားချိန်မှာသူညီကသူ့ကိုအိမ်ထဲမှာဥထဲနေတာကိုကြည့်နေပြီးသူ့ချစ်သူရဲ့မိဘရဲ့စီကနေသူတို့သမီးကိုထားခဲ့ဖို့တောင်းဆိုတဲ့စာကိုရရှိပါတယ်ဒီတော့ဖုန်းမှာဥကိုပေးဖို့နိုင်ငံထဲကအကြီးဆုံးမြို့ကိုရောက်လာချိန်မှာသူ့အမေကဖုန်းခေါ်ပြီးအိမ်ပြန်လာဖို့သူ့ညီကိုတခုခုဖြစ်သွားပြီလို့ပြောပါတယ်ဆရာဝန်ကလျော်ဖုန်းရဲ့မိဘတွေကိုသူ့ညီအသက်ရှင်မယ်လို့ပြောပြတာကိုမြင်ရပြီးသူ့ညီကပန်းညံတွေကရေကန်တွေကိုသူ့ကိုသူလှဲနဲ့တွန်းချခဲ့ကြောင်းသူတို့ကလော်ဖုန်းကိုရှင်းပြပါတယ်ကျန်းကေကပန်းညံတွေမှာလေးကျင်ကလုံးနေတာနဲ့ကြုံကြပြီးကဲတင်ခဲ့တာဖြစ်ပါတယ်သူ့ညီရဲ့ခြေထောက်တွေကိုပြန်ကောင်းစေဖို့အတွက်ဝါတာအော်လိုက်လို့ခေါ်တဲ့အသက်ရှင်ကြီးကိုဝယ်ဖို့လုံလောက်တဲ့ပတ်စံရှာဖို့နီလာတစ်ခုကိုသူရှာရမယ်လို့ဆုံးဖြတ်လိုက်ပါတယ်သူကဟိုတယ်တစ်ခုမှာကိုယ်တည်းတူဦးနဲ့တွေ့ဆုံပြီးဖြစ်နိုင်သမျှအနည်းဆုံးကိုသာထုတ်ပေါ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ကိုယ်တည်းကဥကိုစကန်ဖတ်ပြီးတော့အသက်ရှင်နေကြောင်းဆုံးဖြတ်လိုက်ပြီးတော့သူ့ရဲ့အာဘိုင်းရသူတေသနာအတွက်အသက်ရှိတရေသားလောင်းတွေလိုအပ်တယ်သူ့ရဲ့ဝယ်သူကဝမ်းသာနေပါတယ်ကိုယ်တည်းကလီယိုဖုန်းရဲ့အကောင့်တွေကို9ဘီလီယံလွှဲပေးပြီးလီယိုဖုန်းမှာအမြင့်ဆုံးနိုင်ငံတကာလုံခြုံရေးရှိနေလို့မှတ်ချက်ပြုပါတယ်ကိုယ်တည်းကသူတို့ရဲ့သဘောတူညီချက်ကိုလှုပ်ဝက်ထားမယ်လို့လည်းကြေညာပေးပါတယ်လီယိုဖုန်းပြန်လာချိန်မှာမိန်းကလေးတို့ကသူလီယိုဖုန်းဟုံးမုံမေးပြီးသူမကသူ့ညီရဲ့ချစ်သူအောင်ဖြစ်ကြောင်းရှင်းပြပါတယ်သူမကသူ့ညီကိုပေးဖို့စာတောင်ပေးလိုက်ပါတယ်သူ့ညီကမတမဆန်းဖြစ်တာကြောင့်ဘသူ့ကိုမှမချစ်သေးဘူးလို့စတင်ပြောပြီးလက်လျှော်တော့မယ်အကြောင်းပြောပါတယ်လီယိုဖုန်းကသူ့ညီကိုထိုင်ကုန်ထဲကနေဆက်ထုတ်ပြီးလူเจ้าလို့ခေါ်ကပွေးဖက်လိုက်ပြီးစာကိုပေးလိုက်ပါတယ်သူချစ်သူကစားထဲမှာသူမတို့ရဲ့စက်တန်ရီကိုလက်မလျှော့ကြောင်းနဲ့သူ့ကိုလည်းလက်မလျှော့ဖို့မျှော်လင့်ကြောင်းရေးထားပါတယ်သူကသူ့ညီကိုအသက်ရည်အကြောင်းပြောပြပြီးသူ့အပံအကောက်ကိုပြပါတယ်သူ့ကိုပြန်လန်းချနိုင်သေးဖို့အသက်ရည်ကိုရအောင်လုပ်ပေးမယ်လို့လည်းကြေညာပေးပါတယ်တစ်ချိန်တည်းမှာပဲပေါ်လီနဲ့မျိုးနယ်စုရဲ့ဝန်ထမ်းတဦးကတန်တရားရှိသူ26ဦးကိုသူတို့ကိုပြသပြီးသူတို့တဲကတဦးမှာဟူရာအဖွဲ့ပေါ်ရန်ညိုးထားရှိမှုအပါအဝင်မတူညီတဲ့ရည်ရွယ်ချက်တွေကိုဖော်ပြပါတယ်နီနာကသူ့ခင်မုံကိုသူသားမတည်သုံးခင်ကတည်းကဟူရာအဖွဲ့ကိုတရားရောက်ကတိုက်ခတ်ခဲ့မှုကြောင့်ကြေညာပေးပါတယ်လူတမှုကိုအချိန်ကြာကြီးတန်စီနေခဲ့မှဆိုရင်ဆက်သွယ်ရေးနိုင်ကိုဝစ်စင်မှာမဟုတ်ဘူး။ဒါကြောင့်တန်တရားရှိသူစီရင်မှာပါမှာမဟုတ်ဘူးလို့လည်းသူမကမှတ်ချက်ပြုပါတယ်။ပေါ်လီနဲ့မျိုးနယ်စုရဲ့အကြီးအကဲကသူ့လူတွေကိုစရင်ကိုတယောက်ချင်းစစ်သေးဖို့နဲ့ဖြစ်နိုင်ခြေရှိတဲ့ရည်ရွယ်ချက်ရှိတဲ့ဘယ်သူမှဆိုစီကိုပါရှာဖွေမှုချက်တင်ဖို့အမိန့်ပေးပါတယ်။အဲဒီနောက်မှာတော့လီယိုဖုန်းလေ့ကျင့်နေတာကိုမြင်ရပြီးတော့ဝူကသူဒီလောက်အချိန်တော်အတွင်းတိုးတက်လာတာကိုအံ့ဩနေပါတယ်။လီယိုဖုန်းကဝူနဲ့ဝိညာဉ်စွမ်းအင်ကိုမသုံးပဲတန်းလို့တိုက်ခိုက်ခဲ့ပြီးအဲ့ဒါနဲ့ဆိုရင်စစ်နက်ပြားတစ်ပါးကိုတောင်ရှင်းနိုင်လိမ့်မယ်လို့သူကိုယ်သူတွေးနေပါတယ်။သူထွက်သွားပြီးတဲ့နောက်မှာတော့ဦးကလီယိုဖုန်းအတွက်အထူးနီးပြဆရာတဦးတောင်းဆိုဖို့ဖုန်းခေါ်လိုက်ပါတယ်။ဘာလို့လဲဆိုတော့သူ့မှာအလားအများကြီးရှိပြီးအထူးနီးပြဆရာလိုအပ်လို့ပါ။အဲဒီနောက်မှာတော့လီယိုဖုန်းကကမ္ဘာမြေရဲ့နိုင်ငံတွေမပြိုလဲခင်ကစကြဝဠာတွေကအခြားသင့်လျော်တဲ့ဂျိုးတွေကိုရှာဖွေဖို့လူသားတွေရဲ့ကြိုးပမ်းမှုဖြစ်တဲ့ ARC program ဆိုတဲ့ရွက်လေအစီအစဉ်အကြောင်းပြောနေတာကိုမြင်ရပါတယ်။ဒါပေမဲ့အဲ့ဒီရွက်လေတွေကအစီအစဉ်မထတင်မှာပဲဘလူးတွေကြောင့်ပျက်စီးခဲ့ရပါတယ်။စစ်တီတော်ကလပ်ရဲ့ကော်မရှင်နာလူကြောင်ကစစ်တီတော်ကလပ်ရဲ့ဥက္ကဋ္ဌကြောင့်နဲ့တွေ့ဆုံပြီးလီယိုဖုန်းရဲ့တိုးတက်မှုကိုဆွေးနွေးကြပါတယ်။အဲဒီနောက်မှာတော့လီယိုဖုန်းက Fire Hammer တင်းရဲ့ကျန်တဲ့သူတွေနဲ့တွေ့ဆုံတာကိုမြင်ရပါတယ်။သူတို့ကစစ်တီတော်ကလပ်ကနှစ်တိုင်းထိုးချင်တဲ့စစ်တီတော်2ဦး3ဦးကိုအထူးလေးကျင့်ရင်အတွက်ပို့ဆောင်လေးရှိပြီးသူကအရေးချင်းတိမကြောင်ရှင်းပြကြပါတယ်။သူကအစာပိုင်းမှာစစ်လို့ရှာခဲ့ပေမဲ့ကျန်တဲ့ပွဲသားတွေကကြမ်းခင်မရှိတဲ့နောက်မှာလီယိုဖုန်းမှာထွက်သွားရင်အဖွဲအပြည့်နဲ့ဆက်ရှိနေနိုင်မှာမဟုတ်ဘူးလို့ဆိုရင်ကြပါတယ်။ကျန်တဲ့ပွဲသားတွေကသူထွက်သွားရင်အနားယူရတော့မယ်လို့ဆုံးဖြတ်လိုက်ကြပါတယ်။လေ့ကျင့်ရေးကသူ့အတွက်ကောင်းမှုမှသိကြပေမဲ့သူ့ကိုထောက်ခွာသွားတာကအဖွဲအတွက်စိုးရစီမှာမို့ခက်ခဲတဲ့ဆုံးဖြတ်ချက်နဲ့ရင်ဆိုင်ရပါတယ်။သူစဉ်းစားနေတော့မှမက်ဆေ့တစ်ခုရောက်လာပြီးအဖွဲသားအလုံးက CD0023 မှာအရေးပေါ်ခေတ်သေးရေးအတွက်မက်ဆေ့ရရှိကြပါတယ်။သူတို့အသိပင်နေကြတော့မှကော်မရှင်နာလူရောင်နဲ့ဥက္ကဋ္ဌကျောက်တို့ကလီယိုဖုန်းရဲ့တိုးတက်မှုအကြောင်းဝူနဲ့ဆွေးနွေးကြပြီးသူရောက်နေတဲ့အဆင့်မှာအမြင့်ဆုံးလေ့ကျင့်ရေးလိုအပ်တယ်လို့ဆုံးဖြတ်ကြပါတယ်။အဲဒီနောက်မှာတော့ဝန်မီသားစုကအရေးချင်းအရှိဆုံးကိုယ်စားလှယ်တို့ကိုသူတို့ကိုပေးရဖို့တောင်းအကြောင်းကြားစာရရှိပါတယ်။သူတို့ကကလပ်ဟာအော်ဒါအနာရှိတဲ့သူတွေအတွက်နေရာတွေကိုခြံထားပေးတယ်လို့မီဒီယာကိုပြောလိုက်မယ်။ကော်မရှင်နာကလီယိုဖုန်းကိုဖမ်းပြီးဝန်မီသားစုစီပေးရဖို့အတွက်သူ့ရဲ့မစ်ရှင်ကနေတောနက်ထဲကိုပြန်တမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီချိန်ထဲမှာပဲ Fire Hammer တင်ကလီယိုဖုန်းကိုမှီအောင်လိုက်ဖို့ရုန်းကန်နေရပါတယ်။ဘလူးရဲ့ရလန်းကိုသူရှင်းပေးနေတယ်မှာတော့ကဲတယ်ဖို့လိုအပ်တဲ့လူတွေစီရောက်ဖို့ကိုသာအယုံထိုက်ဖို့သူကပြောပါရယ်သူတို့ကလီယိုဖုန်းရဲ့ကိုခန္ဓာလှုပ်ရှားမှုတွေကအမြင့်ဆုံးအဆင့်မှာရှိနေတယ်လို့မှတ်ချက်ပြုကြပါရယ်ဒါပေမဲ့မကြခင်မှာပဲအေယာမကြောက်ဝုံဘလူးဥဆောင်နဲ့ဘလူးအုပ်စုတစုကဝန်းရံလာပါရယ်လီယိုဖုန်းကနာမည်သားတိုင်း6ချက်အဆင့်3ကိုထုတ်ဖော်လိုက်ပြီးအဲ့ဒီဘလူးအကြီးကြီးအပြင်ပိုသေးတဲ့ဘလူးအတော်များများကိုပါနောက်ပြန်လဲကျသွားအောင်လုပ်လိုက်ပေမဲ့အဲ့ဒါကပြန်ထလာပါရယ်ကော်မရှင်နာကသူ့လေယာဉ်မှုကိုသူ့ကိုချပေးဖို့အမိန့်ပေးပြီးအရာရာကိုအမြန်ဆုံးဖြည့်ရှင်းပြီးလီယိုဖုန်းကိုခေါ်လာခဲ့မယ်လို့ပြောပါရယ်သူလေမော်ကနေခုံချလိုက်တာနဲ့ပိုသေးတဲ့ဘလူးတွေအားလုံးသူ့စီကိုခုံအိုးလိုက်ကြပြီးသူကအားလုံးကိုတစ်ချက်တည်းတိုက်ခိုက်မှုနဲ့တပ်ပစ်လိုက်ပါတယ်။အဲ့ဒါကလီယိုဖုန်းအပါဝင်ဒူတိုင်းကိုအံ့အားသင့်စေပါတယ်
ကော်မရှင်နာကနောက်တဲ့တိုက်ခိုက်မှုတစ်ခုနဲ့အေယာမကျောင်းဝန်ဘလူးကိုချက်ချင်းလုံးဝဖြိုပြလိုက်ပါတယ်လီယိုဖုန်းကသူဟာစစ်နဲ့ပြဟုတ်မဟုတ်တွေးနေပြီးကြံတဲ့ဘလူးတွေကကျောင်းရုံတုံလုံးသောထွက်ပြေးသွားကြပါတယ်လေမှုကကော်မရှင်နာစစ်နဲ့ပြတစ်ပါးဖြစ်ကြောင်းတီးပြပြီးလီယိုဖုန်းကသူဟာဒန်နိုင်လာပုတ်ကိုဖြစ်ပြီးသူအကြောင်းအချိန်ကြာကြီးကလေးကကြားဘူးကြောင်းပြောပြပါတယ်သူကပိုကောင်းတဲ့ယာရုတစ်ခုအတွက်သူနဲ့အတူပြန်လာဖို့လီယိုဖုန်းကိုတောင်းဆိုပါတယ်ဒါပေမဲ့လီယိုဖုန်းကဖိုင်ယာဟာမှာတင်းရဲ့ကန်ကြမာအတွက်စိုးရိမ်လာပါတယ်ကပရင်ကောင်းမှုကသူဟာရှေ့ဆက်ဖို့ပိုကြီးပြီးပိုကောင်းတဲ့အရာတွေရှိတာကြောင့်ဖိုင်ယာဟာမှာတင်းမှာထာဝရနေလို့မရကြောင်းပြောပြပြီးအပွဲရဲ့စွမ်းနာကနေအားလုံးကိုပြန်ပြောင်းအမှတ်ရကြပါတယ်ဌာနချုပ်ကိုပြန်ရောက်လာတဲ့အခါလီယိုဖုန်းကိုသူကအထူးလေးချင်းရဲ့အတွက်သွားရုံသာမကပဲ9နှစ်လျင်မျိုးအခြေတိုင်းစကန်တစ်ခုစီကနေတအိုးရဲတော်ရွေးချယ်တဲ့ရှားပါလုံးနဲ့လေးချင်းရဲ့အတွက်ပါသွားနေရမှာဖြစ်ကြောင်းအသိပေးခံရပါတယ်တင်နန်းနီးပြတိုင်းကအနည်းဆုံးစစ်နဲ့ပြတစ်ပါးဖြစ်ကြောင်းလည်းပြောပြပါတယ်ကမ္ဘာပေါ်မှာအစွမ်းတက်ဆုံးလူနှုတ်ဖြစ်တဲ့ဟုံနဲ့တန်နာတို့ဟာလည်းတင်နန်းနီးပြတွေဖြစ်လာမှာဖြစ်ပါတယ်ကမ္ဘာနိုင်ငံတွေမပြိုလဲခင်ကရှေးရောက်ယဉ်ကျေးမှုကရတနာများလည်းရှိအောင်မှာဖြစ်ပါတယ်ဒီလေးချင်းစကန်ကိုအထက်တွန်းလာလေးချင်းစကန်လို့ခေါ်ပါတယ်ကဲဒါလေးကတော့ Sword Light Star ရဲ့အပိုင်း9ပဲဖြစ်ပါတယ်နောက်လာမယ့်အပိုင်း6ကိုဆက်လက်ကြည့်ရှုနိုင်ဖို့အတွက် subscribe လေးလုပ်ပြီးတော့ဘေးနာခေါင်းလောင်းလေးကိုနှိပ်သွားဖို့လည်းတောင်းဆိုချင်ပါတယ်